နှစ်2554ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်ကဆုံလဆန်း3ရက်2011ခုနှစ်မေလ5ရက်ရှမ်းပြည်နယ်မူဆယ်မြို့မြောက်ရပ်ကွက်မဟာဝန်ကျောင်း၌ဓမ္မယုံအတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်မူဆယ်မြို့နှစ်သက်ကူဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောနတ်တွေစုံစမ်းတဲ့လူပြည်တရင်အကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရံတိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယအများစွာသမာဟိသံနာစီပါလတောတဘောပါတိနာပညာခြင်းရှင်တော်မြတ်ဗျာတိကတောဘောတိပိဂရေကဘာအေပေတိချာလို့ခြင်းတော်လေအပေနိယောจิตတိုင်းတာဘုရားရှင်ကမဆွမ်းနိုင်ပါတော့ကာလရေအတိချေသိတိကဘာရှိကြသောကာလပတ်တော်လောကရိယယတနာလောကဤအကျိုးစီးပွားလောကအတိယောရယောသံတချေငါဧကတိပါတိတာနေတရာသရိသနေဟုခြေချဝေကာဝေသုခေယတောဘုရောကရမတော်ဘုရားရှင်ရဲ့ဉာဏ်မျိုးအာနုဘောဘုရားရှင်ဖြစ်ပြီးခေရမေရှင်ရဲ့လောကအထက်ဆုံးရဲ့နှလုံးစေဝါကိုရောဤမဉ္ဇဉ်တို့ကတော်ဝါကတချိန်ကရာစွာရောတော်ပဲရှာစီမဟာကတိကရတလူဝါမြတ်ရဲ့နာယုသရာချင်းဖြင့်မာကရုဏာချင်းဖြစ်တော်မူသောလောကသောဝိယနာစွာတတဝါဤချမ်းသာစီပါလာတော်ဘောပါတိနာပညာသူရှင်တော်မြတ်ဗျာနမောယေတိယောယောမနုလျောတိကရောယေဝေရှိကိုယတိအတ္တဝေယုစေတမတိဖြစ်ပါစေတည်းလက်တွေစုံစမ်းတဲ့လူကြီးကလေးလူကြီးလောကနဲ့ဒါဘောနာလောကစัจ jaya လေးကပြည်တယ်သက်တော်တရားတဲ့ဘုရားမြတ်ကလူကြီးလောကရဲ့ဉာဏ်မိုးကိုဘုရားတတ်အောင်လူကြီးဖြစ်တာပရမရာခဲ့ဒီလိုပဲရတယ်ဘာလို့လူဖြစ်တာရာခဲ့တယ်လူဟာဘာလို့ပို့ပြီးတော့တန်ဖိုးရှိရရတယ်ဆိုတာလေးဘုန်းကြီးတို့လည်းသတ်တာနောက်တစ်ခါလည်းလူဘုံလူပါတဲ့ဆက်ဆက်ပြီးတော့နေပြီးပဲကြောင့်လက်တွေဟာလူကြီးကတရင်ကောင်းကိုအမြဲတမ်းဆုံးသက်ထားပြီးတော့နေရတယ်လူကြီးဆိုတာဘုရားတော်ဘုရားအတော်လုံးနဲ့ရတယ်ကျေတာအခုတည်းနဲ့ဘုံမျိုးဘုံ
ရှိဘာဖြစ်လို့လဲဆိုရင်ဒီကြီးဟာကုလကောင်းမှုပြုလုပ်ခွင့်ရတဲ့ဘုံဖြစ်လို့အမှုရှိတယ်လို့ပြောတယ်။အဲဒီရောက်တယ်ဆိုတာကုလကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေကရောက်တာဖြစ်တယ်။လူဘဝကကုလကောင်းမှုပြုလုပ်ပါတဲ့ပုဂ္ဂိုလ်တွေကအဲဒီမှာဆန္ဒဥက္ခခံစားကြရတယ်။ဒါကြောင့်လက်တွေကလူကြီးလူဘဝဘုရားအဘုရားနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တရားပွင့်တယ်ဆိုတာလူသားတွေကတရားချက်လူပေါ်လူပေါ်သက်သက်တာဘာလို့လူဖြစ်တာဘယ်မှာညာလေးလက်ဆောင်များဟောတာအားကြောင့်ဟောတဲ့လို့ဆိုရှင်ဒီဘဝကုသိုလ်ပြုမြင်ရတဲ့ဘဝဖြစ်တယ်။တရားဖြစ်ဖို့ပါရမီဖြစ်တယ်ဆိုလို့ရှိရင်ဒီဘဝမှာပါရမီဖြစ်ရတာပုံပြီးတော့အရှင်ကြီးအဲဒီလိုလူဘဝမှာသူတို့ကဘုရားကိုပါရမီဖြစ်ဖို့အရှင်ကြီးရတယ်။လက်ရည်ဓမ္မတွေမှာရောသူတို့ကဘုရားကိုအရှင်ကြီးလူလားပါရမီဖြစ်ဖို့အရှင်ကြီးလူလားပြည့်ရစေရှိတယ်ပေါ့။အဲ့တော့ဒီလူဓမ္မတွေလို့ဆိုတာလူကြီးရဲ့ပုံစံချမ်းသာတာကိုဓမ္မများတယ်။ချမ်းသာတဲ့ဓမ္မများနေပြီတဲ့ကြောင့်လက်ရည်ကလူတွေရောက်တိမကောင်းဘူးလို့ပြောဆိုတယ်။အရေးချမ်းသာတဲ့နေပြီးကြားရတဲ့ပုဂ္ဂိုလ်တွေဟာအဝိဒဖြစ်เสียအကြောင်းလည်းမရှိဘူး။ဒါကြောင့်လက်ရည်ကချမ်းသာတဲ့အချင်းရောလူတွေတာတယ်လို့ပြောသူတို့လည်းကုသိုလ်ကောင်းမှုလုပ်ခွင့်ရတဲ့တရားနဲ့ချိန်တယ်ဆိုလို့ရှိရင်လူကြီးတွေမမြင်ဘူးတဲ့လူကြီးက30ပုံရဲ့လမ်းဆောင်ကြီးလို့ပြောလူကြီးမှာပါရင်ဖြစ်ပြီးတော့လူသားတွေကလည်းတရားရှိဖြစ်ရှိနတ်ပြည်ဓမ္မကြီးကနတ်ပြည်ဓမ္မကြီးတရားရှိနိုင်မှာမဟုတ်ဘူး။ဒါတော့ဒီကိစ္စကဘာနတ်ဓမ္မကိုသင်ကြီးပြီးတော့အကြီးစားအကူအကူနဲ့သာတရားတွေတရားရှိတယ်။ဒီလိုရှိနေကိုကိုယ်ပဲရှိတော့တရားရမှာလို့ရှိနေတယ်ကသာသနာ့ဖြစ်တယ်လို့ဆိုတဲ့ဒီဥစ္စာအရာလူသားတွေရဲ့ဆွမ်းရည်တတ်ရင်းနှီးရဲ့စွမ်းရည်တတ်အသုံးချနိုင်မှမသိတဲ့အတွက်ကြောင့်လူရဲ့အစစ်နဲ့ဖြစ်ပြီးတော့လက်တွေကိုလူတွေကဥပဒေပြကြတယ်။တကယ်ကတော့ဒီလိုကအဖြစ်လာတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာသူလက်တွေပြမာတွေမသိနိုင်တဲ့အရာတွေကိုပဲဘုရားကသိတယ်။ဆွမ်းရည်ကိုရှင်လို့ရှိရင်လည်းဘုရားရဲ့ဆွမ်းရည်ကိုတော့မမြင်ဘူးတဲ့။ဒါကြောင့်လို့တရားချမ်းသာဒုက္ခကလွဲလို့ရှိရင်ဒီလိုလူကအဲ့ဒါကဆက်ကြနေတယ်ဒီလိုမှတ်ဒါဘုရားရဲ့ဒီဘဝရနေတဲ့ပုဂ္ဂိုလ်
မှတ်မဲ့မနေရဘူးပေါ့လိုရထားတဲ့ဘဝမှာကျွန်တော်တရားတန်ဖိုးရှိတဲ့ဘဝဆိုတာကိုသိဖို့လိုတယ်ပေါ့အဲဒါကိုစာပေကျမ်းထဲမှာဒီဘဝမှာအားလုံးဘုဒ္ဓတော်လို့ဆိုရဲစွမ်းတော်အဲ့ဒါကြောင့်ဒီခါမှာဘုဒ္ဓတော်ကိုလုံးနိုင်တယ်ဘုရားတော်ဘယ်ကိုသွားပါလူပြည်ဟာတကယ်ကိုလက်စုပ်လက်ဝါးရဖြစ်စီအတွက်ကြောင့်ဘယ်ကိုသွားဆိုတော့သွားပြရတဲ့နေရာမျိုးဖြစ်တယ်။ဒါကြီးဆိုတာအမှန်တော့ချမ်းသာလို့ချမ်းသာလို့ထားရတာပြည့်စုံတယ်။ဘုရားတော်ဝေကဖြစ်เสียမရှိတဲ့အတွက်ကြောင့်တတိယအားပြောပြီးတော့အဝေကဉာဏ်ရဲ့ဖြစ်သွားခြင်းမရှိဘူးလို့လူပြည်ကြတော့အဲ့ဒါလည်းလူတာကလူပြည်ကချမ်းသာတဲ့နဲ့ဆင်းရဲတဲ့အစင်ကြီးတဲ့ကအစင်ကြီးတဲ့အစင်ကြီးတဲ့ကမကြည့်ဘူးဆင်းရဲတဲ့ကဆင်းရဲတဲ့ချမ်းသာတဲ့ကချမ်းသာတဲ့အဲ့ဒါကိုလူပြည်ကချမ်းသာတဲ့ကဆင်းရဲတဲ့ကတည်းကစင်နေပြီးကြတော့တာဝေကဖြစ်เสียအရင်လူပြည်မှာပေါ်ရတယ်ဆင်းရဲချမ်းသာတည်းကဖြစ်နေကြတော့လူတွေရဲ့တတိဟာအဲ့ဒါကပုံမြဲတယ်လို့ဆိုတာဒါကြောင့်လူ့ဘဝကအဲ့ဒါမှအဖို့ရှိတယ်ဆိုတော့မနောတကဘာဝလူရခဲ့တယ်လို့ပြောရဒီလိုချို့ကပြောတတ်တယ်ဒီနေ့ခေတ်လူကြီးကတာမောဘာလို့ပါလဲတာမော6000ကျော်နေပြီတစ်ချိန်ချင်းလူကြီးလူတဲ့တာလေးတွေကြောင့်လူဘဝရခဲ့တယ်ဆိုတာဟုတ်ပါမလားတချို့ကလည်းတွေးပြောပြီးတော့နားတာရဖြစ်တယ်။ဒါနိုင်ရှင်ပြီးတော့မကြည့်ရလို့ဖြစ်တယ်။လူတွေကဘာမှရှိတဲ့လူကြီးဟာတရုတ်ဆန်တမျိုးနဲ့နိုင်ရှင်ကြည့်ပြီးဘုရားပြောတယ်ဆိုတော့လူတွေနဲ့အမှန်တရားကြီးဆက်တဲ့ဘဝစိတ်တွေနဲ့မှာရှိတဲ့ဘဝစိတ်ကောင်းကြီးနဲ့လူကြီးတွေကများတယ်လို့ဆိုဘဝစိတ်ကြီးကများဒါကတိရစ္ဆာန်တစ်မျိုးနဲ့ပဲရှိသေးတယ်။တခြားအမျိုးတွေကထွက်လာတယ်ဆိုလို့ရှိရင်လူကြီးရဲ့တိရစ္ဆာန်ကြီးတော့တခြားဘောကကြီးမနိုင်ရှင်နိုင်တော့ဘာသာနဲ့လူ့ဘဝဆိုဘယ်မှာရလေးပါနေ။လက်ဆက်ပြတာဒီလိုကတိရဲ့မှာဟောတာလေးရှိတယ်။လူကြီးကသိပြီးတော့လူကြီးကဖြစ်တဲ့လူမှာအမှန်မှန်တယ်ပဲလူဘဝကသိပြီးတော့အသေးလေးကိုရောက်သွားတာလေပူပြီးတော့ကြားတယ်ဒါကြောင့်လူဘဝမှာကြားတဲ့ပုံမှာဒီလိုဆိုတာအဲ့တော့လူဘဝကိုလူတွေကခဏခဏလေးပြန်ဖို့မရှိဘူးလို့ထင်ကောင်းထင်တယ်ချိုးချိုးပုဂ္ဂိုလ်တွေကဒါမှမရှိဘူးထင်ပြီးတော့လက်တော်နာဘဝကိုတောင်းတကြတာရှိအောင်ရှိတယ်။တကယ်တော့လက်ပြည့်တဲ့လူကြီးဆိုလို့ရှိရင်လက်ပြည့်ကလူ့ကိုလူ့ဘဝတော်တော်မှတန်ဖိုးထားတယ်ဆိုတွေ့ရတယ်။ဟုတ်တယ်လူတွေမှာဆိုလို့ရှိရင်လက်ပြည့်ကနာနာလေးကိုစုပြီးတော့ပဲဆိုလို့ရှိရင်နာရောဣတိရေဆိုတော့နာလာရီကနာရီကနာရီစုပြီးတော့ပဲဆိုရင်ကိုယ်ပိုင်တဲ့ဆိုတော့ပေါ်လာကိုယ်ပိုင်တဲ့မာလီပေါ်လာတော့ဘုရားတဲ့ဘုရားကျူလာတယ်ပါဏာတဲ့ပန်းကြီးရောလာတယ်ဇာတကချွေးစုလာတယ်ခန္ဓာကိုယ်ရဲ့အစိမ်းအရာမှာကျိုးဝင်လာတယ်ဒီဒီရဲ့ဖြစ်တဲ့ပုံရိပ်မှာအရင်ကအမှန်တကယ်ပြောတော်တဲ့ရုပ်မှာပြောရှင်မှုရှိတော်မူလို့ဒီချင်းမျိုးတွေပေါ်လာလို့ရှိရင်အဲ့ဒီကစုပြီးတော့လည်းဆိုတော့ပြရတယ်။အဲ့ဒီစုပြီးရောင်းခြင်းမှာဆိုလို့ရှိရင်စိတ်ဓာတ်တွေကြားနေတဲ့ခံစားရအောင်နာမည်ကြီးရဲ့ဆွဲခေါ်သွားပြီးတော့အပေါင်းအသင်းနဲ့
ဘုံနဲ့မှာလိုက်ကြလက်တွေကလည်းသူဒီကိုသွားဆိုဘယ်လိုကြီးနာတော့ဘယ်လိုကြီးနာတော့ဆိုသူ့ဘုံကြီးနာလက်တွေကိုသူဒီကိုဆိုတာသူ့ဘုံနာဖြစ်တယ်။အဲဒီလိုလဲဆိုရင်သူ့ဘုံကသူ့လိုတော့ဘုံကြီးကျူးပြီးမှလက်တွေကြောင်းနေတာဘုံဒါကြောင့်ဒီဘုံရဲ့တန်ဖိုးလက်တွေကပူပြီးရဲ့လို့ပြောတာအကောင်းဆုံးတော့တော့ရအောင်ပြီးဆိုတာတခြားမဟုတ်ဘူး။အကယ်၍ယုံကြည်တဲ့ရာတရားရှိပါစေ။ဒီဘဝရတာပြီးတဲ့နောက်မှာအကယ်၍ယုံကြည်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒါလည်းရောက်နိုင်တယ်။ဘာလို့မရောက်နိုင်လဲဆိုတော့သူကကောင်းတာလို့ဒီကောင်းတာဖြစ်တယ်ကောင်းတာလို့ဒီကောင်းတာဖြစ်တယ်လို့ဆိုတာကိုယုံကြည်မှုမရှိတဲ့ကြောင့်ကောင်းတာလို့စိတ်ဝင်စားလို့ချင်တာလည်းဒီလိုအဲ့တော့ဘာမှလူတွေကလို့ချင်တယ်ဆိုတာဘာကလို့ချင်တာဘာလို့ချင်တာမကောင်းတာလို့ချင်တယ်ကောင်းတာလို့ချင်တယ်ဆိုတာအမှန်ရှားတယ်အဲ့တော့ကောင်းတာကိုလုပ်ပြီးအဲ့ဒီတော့ဘယ်လိုကြည့်ရတော့လူလိုဖြစ်လို့အဲ့ဒါခဲနေကောင်းတာတွေလုပ်ပြီးအဲ့ဒါခဲဒါကြောင့်အကယ်၍ယုံကြည်တဲ့တရားရဲ့ရှိမှဘုရားကောင်းလို့လုပ်ဖြစ်ဘုရားကောင်းလို့လုပ်ဖြစ်မှကျွန်တော်တို့ကဘုရားကောင်းရဲ့စွမ်းအားကြောင့်နိုင်ရရောက်နိုင်တယ်ဒီလိုပြောဒါကြောင့်တရားတွေဝိုင်းမှာလည်းသူ့ဒီကိုယ်မှာကောင်းလို့ကောင်းလာတာကိုရအောင်ဘူးရတဲ့ရတာကိုခိုင်အောင်ကြိုးစားဆိုတာတရားတရားကိုဒီနေ့တည်းမှာခိုင်အောင်ကြိုးစားပါဒီစကားတော့လည်းပါလူကြီးရောက်သွားပြီးတရားတရားရှိတရားတရားခိုင်အောင်ဒီဆိုတဲ့ပုဂ္ဂိုလ်ရောက်ဒီဘဝမှာသူ့တော်ကိုရှိပြီးအဲ့ဒီတရားရောက်ပါတယ်အဲ့တော့လက်တွေကလူကြီးပရမတ်တာဘုရားရတယ်လက်ဆောင်ကြဒီဟာကိုပေါ်ပြရတာရှိအဲ့တော့ဘုရားရဲ့စိတ်ကလေးတွေသိတာပေါ့ဒီလိုလူကဘာလို့လဲတော့ဆိုတယ်ဘုရားတော်ဘုရားရှိတယ်ဘုရားတော်ရှိတယ်ဘုရားရဲ့ဘောကဘုရားတွေကိုရတာကြတယ်ကိုရတာတဲ့ဘောရဲ့တိုင်ကိုသိရှိထားတယ်ဘုရားတွေမှာတော့ကြရတယ်လို့ဆိုလူကတန်ဖိုးရှိတဲ့လူတွေလို့ပြောရတယ်အဲ့တော့ဒီမှာတန်ဖိုးရှိတဲ့လို့ဆိုတာချုံးကိုပြောရရင်ခုလိုလုပ်ပြီးတန်ဖိုးရှိတယ်အဲ့ဒါကောင်းလို့ရတယ်ဒီကဆောင်ကြည့်ရတယ်ဘာဝနာရှိတဲ့ခုကြည့်ရတယ်အဲ့ဒါဒီကဘာဝနာဆိုတဲ့ဒီလိုကောင်းလို့ဒီလိုရဲ့ဘဝတန်ဖိုးတွေလုပ်တဲ့အဖြစ်ကိုအားစီတယ်။အဲဒါကိုဘဝမှာအစစ်အရင်ရောက်တဲ့ဒီလိုကောင်းမှုဒီလိုကိုတရားအရေးကြီးပါတယ်။ကောင်းပြီလက်တွေကလူတွေကိုတရားအမှုထားတယ်ဆိုတာအဲဒါဖြစ်ရတယ်ဆိုလို့ရှိရင်နောက်တော့လည်းစတုမဟာဇာထုတ်လို့ခေါ်တယ်။ဒီကုတ္တရာကြီးကပါပဲ။အဲဒီတော့မှာလူကြီးကလည်းနေတဲ့နေရာဆောင်းဆောင်းမှန်းနေတယ်ဆိုတာတို့ဆယ်ပါးရမှာလူတွေယူနေကြတာဖြစ်ရှိတယ်။ဒီလိုပြီးတရားကြပြီဆိုလို့ရှိရင်တရားနဲ့လူကြီးရှင်းနေတယ်ဆင်ညာပြောနေတာတရားနဲ့ဆင်းနေဆိုတာတော့ဘုရားစာပေမှာမပါဘူးဘုရားစာပေမှာမပါဘူးတရားရဲ့ဘောဓနာမရှိဘူးဆင်းနေတော့တရားဟုတ်ဖို့ဆင်းတာတွေရှိဥပမာတရားရှိတာတရားမှာလည်း
လက်ဆောင်ရတာနာအခါလို့တရားနဲ့ပြေးရတဲ့ပုဂ္ဂိုလ်တွေကကဲတယ်ဆိုတာကလည်းပါအဲ့ဒီတရားတော်မှာတရားစင်းတယ်ဆိုတာတော့ဘုရားစာပေရဲ့ဒီကစာပေရဲ့အာမဟုတ်အကြောင်းရင်းကိုကြည့်တယ်လို့ရှိရင်အဲ့ဒါလို့စဉ်းစားပြီးလည်းရှိပါတရားရင်းနေတဲ့ဘုရားအာဝိနာတတ်အာဝိနာတတ်ဆိုတာလူကြီးအစ်စ်တရားမှာတရားရှိတယ်လူကြီးကအစ်စ်တရားပြည့်တရားရှိတယ်အဲ့တော့လူကြီးကအစ်စ်ပြည့်တဲ့စိတ်ရတယ်တရားရင်းမှာပြည့်တယ်ပြည့်တယ်အားကစိတ်ရမှာမဟုတ်အဲ့ဒီရဲ့လူကြီးရဲ့ရှိတယ်ဆိုလို့ရှိရင်ဒါဆိုတာယုံကြည်ရှိဘူးလို့ပြောရအောင်အကြောင်းကြောင့်ရှိရင်ဆင်းရဲဖို့ဆင်းရဲစေမယ်ပေါ့လူကြီးမှာတည်တည်ဥရတဲ့ဉာဏ်နဲ့ဆင်းရမယ်ဆိုရင်လူကြီးမှာတည်တည်တဲ့ကတူရလို့ရှိရင်ဓမ္မနိုင်ငံမှာတည်တည်ဥရတာတခြားနိုင်ငံတွေရောတည်တည်ဥရတာအဲ့တော့ဘာနိုင်ငံမှာလည်းဆင်းတယ်ဆိုလို့ရှိရင်ဒီတရားနဲ့ဓမ္မလူတွေကိုဒီမှာပေးတယ်ဆိုပြီးပြောမှာပေါ့ဘာမှမရည်ရဆိုတာရှိသေးတယ်အဲ့ဒီချိန်မှာဒါဆက်ရတယ်ဆိုရင်လူကြီးမမရီကတကူလာသူငါရဲ့နမရီဆိုတော့ဘယ်လိုပြလို့ဆိုတရားနဲ့တနေ့ကိုဘာမှတည်တည်ကူညမတည်တည်ကူဆိုပြီးတော့ဆက်ရမှာဖြစ်အဲ့တော့အဲ့ဒီသာဒါရီကစာပေကတော့ဘူးယုံကြည်ရဲ့လို့ပြောဒီမျိုးတွေယုံကြည်ရဲ့လို့စေနာနဲ့ကိုယ်နဲ့အမှန်ပါပါတယ်တို့ဒီနေ့စာရဲ့အာလာကြီးပါစာရဲ့ပါလဲဆိုတာဒီနေ့ဒီအောင်မှာလက်ဆောင်ရကိုလည်းဟောခဲ့တုတ်တယ်ဒီပြောင်းတဲ့တုတ်တယ်ဆိုတာလက်ဆောင်ရဟောပြီးတဲ့နောက်မှာရှင်မာနဝါတို့ရှင်အာနန္ဒာတို့ရှင်ဥပါလိတို့တရားပိဋကစာပြီးသုံးလကျော်နေမှာအာနန္ဒာတည်ပြီးထားတယ်တရားဟောတဲ့တရားတော်တွေဘယ်လိုပဲချင်းချင်းဆောက်တော့မှာလဲဘုရားတို့တရားတွေကသိအောင်လည်းပြောလက်ဆောင်တရားကလည်းဒီမောင်နှောင်းပါရတာဖြစ်ပြီးဒါပေမဲ့တရားကစာပြီးတရားတော်တွေဘုရားရဲ့ရေးစက်နေမှာတရားဟောတဲ့တရားတွေလက်ပြီးတော့ရေးမှန်းတာလည်းမရှိဘူးခုခေတ်လိုအနာဂတ်ကိုစူးစမ်းတာလည်းမရှိဘူးဘယ်တော့မှမရှိဘူးရသော်တရားဟောတဲ့တရားကိုနားထောင်ပြီးတဲ့အခါနှုတ်နဲ့လက်ပြီးတော့ရေးဆိုပြီးတော့စိတ်ထဲကလည်းဆောင်းထားကြတယ်စိတ်ထဲကလည်းဆောင်းထားကြတယ်ရတဲ့ပုဂ္ဂိုလ်ကတရားတဲ့ပုဂ္ဂိုလ်ကိုနှုတ်နဲ့ချပြီးတယ်အော်လေရှင်းတယ်ပေါ့နှုတ်နဲ့ဆောင်းတဲ့ခေတ်ဆောင်းလို့ရတယ်မှမရှိဘူးအဲ့ဒါတော့ဒီတော့ကြားလို့ဆိုရင်တရားတဲ့မှာ45ဟောဟောတဲ့တရားတွေကလည်းအဲ့ဒါတော့ဒီတရားတွေအားလုံးကြားရတဲ့ပြောတာအောင်ရှင်းအောင်ကြည့်ရဒါပေမဲ့အောင်ရှင်းအောင်ကြည့်ရမြေပုံလေးရဲ့အဖြေလေးတွေဆိုရင်ဒါမြေပုံလေးတွေကလည်းအဖြေလေးကတော့လည်းနောက်စကားဆက်ဆက်ပြီးဟောတဲ့နေရာမှာအကြောင်းအရာလေးတွေဘယ်ကနာလို့ဒီလိုဘယ်ကနာတက်ဖို့ပဲလည်းတက်ကြည့်ရစီဘယ်ကနာအောင်ရှင်းအောင်ကြည့်ရမြတ်စွာဘုရားဟောတဲ့တရားပုဒ်ပေါ်ရှင်းအောင်တဲ့ဒီလိုရှိအဲ့ဒါတော့ဘုရားကဘယ်ကနာတော့ပြောတော့ဘုရားရဲ့ဉာဏ်နဲ့သိစိတ်ရဲ့တော့ဘုရားအားနဲ့တက်ရှိဒီကနေ့ရဲ့ဆိုလို့ရှိရင်တော့ဒီကနေ့ကဟုတ်ရှိတော့ရတော့လည်းလေးဟုတ်လားဒီကိုလေးတော့ရှိဒီလိုပဲ
မောဒတာချပြီးတယ်စာလုံးနဲ့တင်နေတဲ့မောဒတာကိုဣတိတို့ရနေတာနှုတ်နဲ့ချပြီးအဲ့လိုနှုတ်နဲ့ရပြီးနှုတ်နဲ့ဆောင်ခဲ့ရတာဆိုတဲ့ဘာလို့ဒီမှာဒီကနေ့ဘာသာတရားတွေထဲမှာတရားဟောတဲ့တရားတွေစာပေအနေနဲ့ထူးတဲ့အချိန်မှတော့ဘုရားဘာသာရှိကျန်တဲ့ဘာသာတွေမှာခိတိကျတဲ့လို့ရှိရင်ဟုတ်ခိတိကျရှိတယ်စေကျော်ဆိုတာလည်းမှတ်တာလက်ဆောင်ရတိုင်းနဲ့ဟောတာဒီမှာမဟုတ်ဘူးဘုရားကျမ်းမှတ်တာလေဒီကကျမ်းမှတ်တာလေဘုရားစေကျော်တယ်ဒီကစေကျော်တယ်လက်ရှိနိုင်တယ်များလက်ဆောင်ရအဲ့လိုစိတ်နဲ့ခေါ်တာမဟုတ်ဘူးသူကိုယ်တိုင်သိပြီးတော့အကြောင်းနဲ့အကျိုးနဲ့ပြီးမှတ်တဲ့တရားကိုဟောတာပြီးတော့လက်ဆောင်ရဟောတဲ့တရားမှတ်တဲ့တရားကလူတိုင်းတဲ့တရားချင်းတော့တဲ့ကိုယ်ကိုယ်တိုင်သိရှိခံစားနိုင်တယ်အဲဒါကိုတန်လေးရှိတော့ဆိုတာတရားအားဖြင့်ဘယ်တော့မှတန်လေးရှိကိုပြောနိုင်မရှိဘူးမရှိဘူးတရားတော်ရဲ့စဉ်းစားကြည့်ခေါ်ဆိုတာဒီလိုကိုတို့ကြည့်အရေးကြီးတော့ဖြစ်ဖို့ဘယ်လိုမှမရှိဘူး။အော်ဒါဆိုပြန်ပြန်ရတယ်ဘယ်လိုမဟုတ်ဘူး။အရေးကြီးတော့ဆိုတာကိုယ်တိုင်သိရတယ်ကိုယ်တိုင်ရှင်းလို့ရတယ်ကိုယ်တိုင်သိနိုင်တယ်။ရသော်ရတာသိရတော့ဘူး။နားလည်တဲ့ဖြစ်တဲ့လို့အားလုံးဆိုရင်ကိုယ်တိုင်သိ။မှန်တယ်တရားတော်ရသော်ရဟုတ်လား။ဒါကြောင့်လက်ဆောင်များဟောတဲ့တရားတွေဟောတဲ့ tradition ကျေးဇူးဆောင်ပါတယ်ဒီစတဲ့အခါနဲ့ဒါကတရားပြည့်ပါစံတော်တဲ့အခါမှာအာနာတိရဲ့လို့ခေါ်တယ်သူရတဲ့စာအဲ့ဆက်ပြီးတော့ဒီအာနာတိဒီနိုင်စရလုံးကြီးဒီနိုင်ရဲ့ကအဒီပြုတန်ခါရနာဆိုတိုက်ဆိုင်ပြီးလို့လွတ်ဆိုကြည့်အဲ့လိုဆိုရင်ရောက်လာပြီးတော့ကိုရောက်လာပြီးတော့ကိုရချမ်းမှုရှိတယ်။အဲ့လိုမရှိအောင်တိုက်ဆိုင်ပြီးနိုင်ပြီးတော့အာဏာခံနေတာ6ချိန်မှစေရီရတဲ့မှာ3ချိန်ဖြစ်တယ်။ဒီချိန်ကလည်းမှာ1ချိန်ဖြစ်တယ်။ဇမနကမှာ1ချိန်ဖြစ်တယ်။အာဏာခံ6 goddess is seen out. The goddess is also how to learn the different the way to say Mama so you I think I will not. It is my day. It is not when you are in a city out of mind. Whatever the biggest family get me, yeah, always let you notice something pretty about oral tradition, they only hear another. Decided to work out, notice something about it. They only hear another. They only hear another, not my other. Love to die, create content to net. So, yeah, you know. We are unable to create a social in Yagaka power as solution. We are able to power as solution. Is having a family of people for our home. Yes, I it is not rules of you. People die of my time. Yes, I have already never people provide for Sunday to give man. Any number of Saochi, we will write in your
ဒီကလေးဖြစ်ချင်အောင်လက်ဆောင်တရားဟောတဲ့တရားတော်ပါတွေမြန်မာနိုင်ငံမှာပြည့်စုံရှိနေလို့လေအပြည့်စုံတရားရှိနေတယ်အဲဒီလိုဟောထားတဲ့ပြိကတ်တွေပြည့်ချတဲ့နိုင်ငံ6ချိန်6ချိန်တင်ပြီးတော့6တန်ပြင်ပြီးတော့အတိတ်ကပြထားတဲ့စာတွေစာရင်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်1800ကျော်ရှိတယ်။ဒါကလူတွေစာအုပ်ရည်ဆိုလို့ရှိရင်ပါဠိတော်ကိုယ်ကြီး40ရှိတယ်။ဒါကဟုတ်ကထပ်ပြီးတော့ပြဆိုတယ်။ဒါဟုတ်က50နဲ့တော့ဒီကတော့26ဟောလို့ဒါကလူတွေကြီးမားတဲ့ဘုရားစာပေတွေမှာလူကြီးလည်းပါတယ်စုပါရေးလည်းပါတယ်ဓမ္မရေးရလည်းပါတယ်အဲ့တော့ကျွန်တော်ရှိစာပေတွေမှာအခုဒီနေ့တရားရှိတဲ့ဒီပြည်နာတော်နာကြားကိုဘုရားနဲ့ပြောတယ်လည်းပါတယ်တရားကိုလည်းဟောတဲ့ပြောတာဖြစ်လို့အစအမကြီးရဲ့အရာပြောတဲ့နာမဟုတ်ဘူးသုံးနိုင်တဲ့ကသတုမဟာရကဟုတ်တယ်ဒီကေရအင်္ဂုတ္တရဒီကေအဲ့ဒီအင်္ဂုတ္တရဒီကေသတုမဟာရကဟုတ်ရသော်လည်းနိုင်ရမှာလူကြီးကတရင်ကိုစုံစမ်းတဲ့အကြောင်းလူကြီးကိုဘယ်လိုပြန်လို့အားရဆိုတဲ့အကြောင်းဘုရားတွေမှတ်သားပြီးတော့ကိုရရတဲ့ဘောလာကြီးတန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ပြီးဖို့တန်ဖိုးမရှိတဲ့အလုပ်တွေနဲ့ပြုဖို့တန်ဖိုးရှိတဲ့ပြုဖို့အချိန်ကုန်မှမစေဖို့ဆိုတာတတိထားလို့ပေါ့ဒီတော့ဒီမှာဆက်ဆက်ဟောတာလာစမ်းလာဆိုရှိတဲ့နေရာရှိတဲ့နေရာလူကြီးမှာစုံစမ်းရေးဖြစ်တဲ့နေရာစကြဝဠာရဲ့တန်ကြီးတွေရဲ့အမှတ်ဆိုတာစကြဝဠာရဲ့တန်ကြီးတွေပြီးတော့ခံစားပြီးတော့စေရတဲ့သူတို့ရဲ့အမှုတန်းတွေစကြဝဠာရဲ့တန်ကြီးတွေရဲ့အမှုတန်းအနာဂတ်တွေသူ့ရဲ့ဝန်ထမ်းတွေကိုသူ့ရဲ့လွတ်တယ်သူ့ရဲ့လွတ်တယ်ဆိုတာအာရုံပေးတာအခုလူတွေမှာရှိတဲ့လူကိုယ်တိုင်ကိုကောင်းကောင်းနဲ့ဝေကောင်းနဲ့ကြောင်းကောင်းနဲ့ဆိုတာစတုမာရတဲ့တွေပေါ့။တောင်းပေးရလို့တောင်းပေးလို့ဖြစ်ရင်အားရှိရဲ့လားရှိရဲ့ဥပုံတွေမှာလူတွေရဲ့အကြောင်းကိုသုံးသပ်ရမှာ။အားလုံးသုံးသပ်နိုင်တယ်ဆိုလို့ရှိရင်လူကြီးကလူတွေဟာအမေပေါ်မှာတောင်းကြရဲ့လားအကေပေါ်တောင်းကြရဲ့လားသာရဏယနာလို့ခေါ်တဲ့သူတော်ကောင်းကြီးပေါ်မှာတောင်းကြရဲ့လားဆွေမျိုးတွေကလည်းအကြီးအကဲတွေပေါ်မှာဒေသမှုရှိကြရဲ့လားဥပဒေရရောမှန်မှန်ဆောင်ကြရဲ့လားဥပဒေဆောင်တဲ့အခါမှာတလေးတစ်စားအကျိုးအကိုနဲ့တဲ့ဘာရေးစားတာဆောင်းနေတာဟုတ်ကဲ့လားတခြားသူ့တော်မှုတွေကိုပြီးနိုင်လားဒီရှိတဲ့ဆိုတာဘလို့ဆိုတာအားလုံးကလည်းဆိုတာလည်းလို့ရှိဒီကောင်းမှုတွေရုပ်တဲ့ပုဂ္ဂိုလ်ကလည်းရောက်ပါလိမ့်ခြားတဲ့ပုဂ္ဂိုလ်လည်းအရေးကြီးတာတော့ဘယ်လိုပဲဖြစ်ကိုယ်ရေးကိုပြီးတယ်အခုဘုရားရှင်ကလည်းဒီလိုမျိုးစီကားတိုက်တာ6တက်တိုက်နေတယ်ကြိုက်တယ်စီကားစီကားအဲ့ဒီကသူတို့နဲ့စီကားအဲ့တော့နဲ့စီကားကိုဆိုတာလူပြည်တဲ့လူနဲ့ဆိုတာအဲ့ဒါကဘုရားကြီးကိုကြည့်ရအောင်ဘုရားရဲ့စီကားရဲ့ဘုရားကြီးပါဒီစုပြီးပေါ်လာတဲ့လူတွေစီကားမှာအဲ့ဒီမှာအဲ့လိုတရားသူအဲ့တော့ဓာတ်ကြီးဆိုတာလူတွေကလူတွေကပြုတ်တော်မူတော့ဓာတ်ကြီးရတာကို
အဲ့ဒါကြောင့်ဘုရားတို့မှာနောက်ပြီးစီကားလို့ရတယ်ဒီလိုကိုအားကိုးနေကြတယ်ဒီလိုကိုဒါကတော့ဒီစတဲ့ကိုဖြစ်တယ်တော်ကြီးရဲ့ဖြစ်တယ်ကျေးဇူးတရားမရှိတဲ့အဲ့တော့ဒီဘုရားတွေသူတို့ဆုံးတာရတယ်လူတွေကလည်းဘာရတာလဲဆိုရင်ဒီလိုလိုလေဆိုရင်ဗတ်ဒီယာအမေကိုဒီစားတယ်အမေကိုပြုစုတာလောကမှာဒီမှာကိုစော်ကားတဲ့ပုဂ္ဂိုလ်တွေနားမလို့ရှိရင်ဘာလို့လဲဆိုတော့နောက်တစ်ခေတ်ရောက်လာလို့ရှိရင်ဒီကနေ့ခေတ်မှာမိဘကိုပြုစုလို့တွေ့တဲ့ပုဂ္ဂိုလ်မှာဂုဏ်ရှိပြီးရှိဖြစ်တယ်နောက်ပိုင်းကျရင်နောက်ဒီပုံများတာကြာလူတွေလည်းဆောက်လာလို့ရှိရင်ဆယ်နှစ်ကျောင်းလောက်လာပြီးဒီကကိုစော်ကားတဲ့ပုဂ္ဂိုလ်ကိုပြုနိုင်ဒီလိုတော့ဆိုတာနော်အားလုံးကြောင့်လည်းမြန်မာနိုင်ငံမှာတော့တော်ရင်းတဲ့နေရာမှာအမေတွေကိုဆွဲချက်နေပြီးတော့တပ်ဖြတ်မှုတွေပြုလုပ်လာရှိတယ်ဟုတ်လားအဲ့ဒါကတကယ်တော့အခြေအနေကောင်းတဲ့အရာမဟုတ်ဘူးသူတို့ကောင်းတွေကမိဘကိုပြုစုလို့ကြည့်တယ်မိဘကိုလူတွေရေးစားတာဆိုတာတရားတော်တွေပါတိဖြစ်ခြင်းကမိဘကိုတရားလို့အားပြီးတော့မိဘကိုရေးစားတယ်အဲ့တော့မိဘကိုပြုပြီးတော့တရားလို့အားတယ်စဉ်းစားကြည့်လူတွေကကိုယ်ကိုဖြစ်တဲ့အခါကျတော့ကိုကတရားလို့ရှိတယ်လို့ပြောတယ်ဒီလေတို့တော့အားလုံးကမိဘရဲ့တရားလို့ပြီးလို့ဒီလောကကြီးဆိုတာကိုကအမေဖြစ်တဲ့အလက်ဖြစ်တယ်တမီးဖြစ်တဲ့အလက်ရှိတယ်။ဒါကြတဲ့ဆိုလို့ရှိရင်အမေဖြစ်တဲ့အလက်ရှိတယ်လို့တားဖြစ်တဲ့အလက်ရောရှိတယ်။ရှိပါပါဗျာ။ဒီကိုကအားဖြစ်တဲ့အလက်ဆိုလို့ရှိရင်ကိုမိဘမျိုးလေးစားတမီးဖြစ်တဲ့အလက်ဆိုလို့ရှိရင်မိဘမျိုးလေးစားတစ်ချိန်လုံးမှာအိမ်နဲ့နိုင်ငံမှာနတ်တိကဝါဒကိုဟောပြောခဲ့အစည်းအဝေးနာနာတယ်။ဒီဝါဒတရားကဘာဖြစ်လို့နတ်တိမာတာနတ်တိပိကအမေဆိုတာမရှိဘူးတဲ့အဖေဆိုတာမရှိဘူးအတိမမရှိတဲ့ဘောပြောတယ်။အမေမရှိဘူးအဖေမရှိဘူးဆိုတာသူပြောတဲ့အခါကတော့အမေကိုပြုစုလို့ပြီးလို့လည်းပြုလို့မရဘူးအမေကိုစော်ကားလို့လည်းဖြစ်ရှိဘူး။အဲ့တော့သူပြောတဲ့အားလေးကအရာပြောလို့ဆိုရင်လက်ရှိမှာဒီဆိုတာမရှိဘူးလက်ရှိပြည်တာဒီဆိုတာမရှိဘူးဆိုတာအတိမမတူတဲ့ဘောနော်အမေပြုလို့လည်းပြုလို့မရဘူးအမေစော်ကားတယ်အမှုကိုဖြစ်ဘူးလို့ဒီဝါဒလည်းဒီပေါ်မှာတော့အားရဟုတ်တယ်လေအဲ့ဒါညတော့ဘုရားနဲ့ကြောင်းပြန်တယ်ညတော့ဘုရားကဘယ်လိုလုပ်လဲပြောတယ်မာတာပြီးဥပ္ပဒါဒီလိုလုပ်ရတယ်လို့ပြောတာပါဒီလိုလုပ်ရတယ်သင်္ကလာငယ်လာကဒီဘဝမှာကြီးပွားတဲ့နောက်ဘဝမှာကြီးပွားတဲ့ကြီးပွားတဲ့နေရာဆန္ဒတူတာရာချောင်းကောင်းတဲ့လို့ဆိုလို့အဲ့တော့ဘုရားရဲ့ချားတယ်အဲ့တော့နိုင်ရကရှိတယ်သူကြည့်လောကကိုငါစုံစမ်းနေတယ်အားစုံစမ်းတာလည်းလူတွေဟာအေးကိုပြုလို့တွေ့တဲ့လူတွေညားနေတာအေးကိုပြုလို့တွေ့တဲ့ပုဂ္ဂိုလ်ညားမှာဘုရားရဲ့နာမည်ရှိတာဒီလိုဆိုလို့ဟောတော့သာမညဉာဏ်ဉာဏ်ဆိုတာသာမညဉာဏ်ဆိုတာဒီလိုငြိမ်းအောင်ဖြစ်နေတဲ့သူတော်ကောင်းတွေသာမညဉာဏ်ကရဏလို့ခေါ်တယ်။ဘာလို့အဲ့လိုတွေကိုဘယ်လိုပြုလုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုကရဏလို့ခေါ်လဲ။အဲ့ဒီကရဏလို့ခေါ်တယ်သူတော်စင်တွေကိုယူပြီးစားတာကိုစိတ်ကပုဂ္ဂိုလ်ကလူတွေကလောက်ကြတယ်
တင်တာလည်းလုပ်နေတာခွဲခြားပြီးကိုဆိုင်မှာဆင်းနေတာမလုပ်တဲ့နေရာတွေလုပ်တဲ့နေရာတွေကျတော့လုပ်ဘူးလိုအားလို့ဆိုတာမသိတော့ဘူးအဲ့တော့ဒီလိုကိုရှိကမှာဒီလိုပေါင်းပြားကိုချားနိုင်ဒီလိုပေါင်းပြားကိုချားနိုင်မှာဒီလိုပေါင်းပြားတဲ့အလုပ်ဆိုတာကိုဖြစ်တယ်ဒါကြောင့်ဒီအချက်ဟာလည်းနတ်ပြည်ရောက်ဖို့ဒီလိုမှအရေးကြီးတယ်ကုလတော်ကိုလုပ်ချက်ကိုအရေးကြီးတယ်ဆရာတို့သူတို့စုံစမ်းတဲ့နေရာမှာဒီလိုမျိုးဖြစ်တဲ့အမှန်တရားတွေနားလည်ပေါ်မှာဒီလေးစားတဲ့စိတ်ဓာတ်နဲ့နားဆိုတာကိုစုံစမ်းတာဖြစ်တယ်။နောက်တစ်ခုစုံစမ်းတာကလည်းကုလေစိတ်ထားပစားကုလေဆိုတာကိုဆိုရဲမျိုးလေးပါ။ညာဘက်မှာရှိပေါ်တာအမကြီးအမိညာအကူကြီးအားအရာကြီးတော်ကိုယ်ကြီးရဲ့ဒီလိုကြီးရဆိုတာဒီနည်းရဲ့ဆွေးနွေးလေးပါကောင်းရညပြတဲ့ပုံစံရှိတယ်ဒီကြီးမားကဆုံးမတယ်ဆွေးနွေးလေးကဒီကဆောင်းတော့တယ်နေနေတယ်သူတို့ရဲ့ဆုံးမဟောတာကိုနားလို့ကောင်းလို့ရည်ရတယ်ဒါကြောင့်ဆွေးနွေးလေးကကိုယ်ရဲ့ကြီးတဲ့ပုံစံကိုဒီကိစ္စကိုရှိကြရလားဆိုတာဒီချက်စဉ်းစားစုံစမ်းရတာဖြစ်တယ်။ဒါလည်းဒီလိုပေါင်းဖြစ်ဖို့ရတဲ့အများအရေးကြီးတယ်။ဒီလိုပေါင်းဖြစ်မှလက်ရည်ရှိမှတော့နိုင်တယ်။နောက်တစ်စုံစမ်းရတာပါလို့လူတွေကပုဂ္ဂိုလ်တွေမှာဥပုသ်ဆောင်ကြတယ်။ဥပုသ်ဆောင်တယ်တခြားဘာသာတွေကလည်းပြောလို့ရှိရတယ်။ဒီလိုမသိတဲ့ပုဂ္ဂိုလ်တွေကလည်းဒီလိုလည်းဥပုသ်ဆောင်တယ်ဒီလိုလည်းကျေအောင်တယ်။အဲ့ဒါကလည်းအားလုံးပြောရချမ်းတယ်။ဘုရားဘာသာရေးဥပုသ်ဆောင်တယ်ဆိုတာအမေကစားရတဲ့ဟုတ်ကဲ့။ဟုတ်ပါဗျာ။မဟုတ်ဘူး။အမေကစားတာနေလိုက်တာမစားတာတဲ့နဲ့မဟုတ်ဘူး။ကောင်းတဲ့လူကိုချိန်ပုံရအောင်လို့အဲ့ဒီနေရာကစားမယ်ဆိုလို့ရှိရင်အမေကပြောဖို့စီမံဖို့ဆိုတာလေပုံပြီးတော့လုပ်နေရတာ။အဲ့လိုများနေတာကစားပြီးလို့ရှိရင်ဆိုတာအိတ်ချင်တော့လည်းမရဘူးလို့ပြောရတာမရပါဘူးဗျာဒီမရဘူးလေတရားနာလို့တဲ့ကိုအချိန်လေးကိုရတာပဲစားရတော့လည်းအချိန်မကုန်အောင်ဒီလိုရတာဘုရားဘာသာရေးစောင့်တဲ့ပုဂ္ဂိုလ်ဆိုတာအဲ့ဒါမှသိချတယ်ဘုရားဆောင်တယ်ဆိုတာအောင်ရတဲ့အချက်တွေနဲ့သူစောင့်ပြီးအဲ့ဒီအချက်ဆုံးတွေနဲ့ဘုရားဆောင်တယ်အဲ့ဒါကိုချက်တင်ရတဲ့ပြည့်စုံပြီးတော့ဒီတိုင်းချက်သုံးမှုကိုဥပဒေဥပဒေကိုချက်တင်ရတဲ့ပြည့်စုံပြီးတော့ဒီရဲ့အနေမျိုးတွေဒါမှမဟုတ်ဆောင်ပြီးတော့ကိုချက်တင်ရတဲ့မရှိတဲ့အနေအထားမျိုးမဟုတ်ဘူးဒါကြောင့်စနစ်တကျဥပဒေဆောင်ပြီးဆိုလို့ရှိရင်အားလုံးတို့လည်းရှင်းပါလိမ့်မယ်ဒီအားပြီးတဲ့အခါရှင်းပါလိမ့်မယ်ဒီအားပြီးတဲ့အခါကိုချင်းတရားနဲ့ဒီကိုစိတ်ကိုဖြစ်စေအောင်ဘယ်လိုလဲစိတ်ကြီးကိုလိုလိုက်တယ်အနည်းအားရရှိနေရတယ်ဒီညတဲ့မလိုက်တော့အချင်းမှအားရတယ်ရဟန်းတော်ကိုလည်းညတဲ့အချင်းမှဆောင်ကြရတယ်အားရဒီကိရဟန်းတော်ဒီချင်းကိုကြည့်ရပြီးစိတ်ထဲမှာပါဖြစ်အဲ့လိုတော့ဘယ်စိတ်ကြီးကိုလိုလိုက်တော့ကျန်တဲ့ဒီကတွေသူတွေစဉ်းကျင်စဉ်းစားပြီးဒီလိုဆောင်တဲ့ဘုရားအကျိုးရှိတဲ့ဘုရားဒါကစစ်မှန်တဲ့ဘုရားပါဟုတ်ပါဘူးအဲ့တော့ဆောင်းခံပြီးတော့ဒီအရာကိုပူဆောင်နေတာဟုတ်ဘူးဒီတော့ဒီစစ်မှန်တဲ့ဘုရားဆောင်းရရလို့ဆိုတာဒါလည်းအပြုစိုးတဲ့ဘုရားနဲ့ဆိုတဲ့နေရာမှာလည်းအခုခေတ်မှာဘုရားကိုရှောက်ရင်းနဲ့ဆောင်နေတယ်ပေါ်လာရှောက်ရင်းနဲ့ဆောင်နေဆိုတာလည်းတော့ပြောင်းသွားပြီးရှင်းပါလိမ့်မယ်အဲ့ဒီကျတော့
Rama Lilani, a baby at Pusa, Ruby and the Pusa, who church at Pusa, a few of those. Who gave a baby at you hear something, who will tell you a Pusa. Era tradition era Pusa. I look at the Pusa, you are getting that in the nation. And you look at the time people who are in national United Era surely now Among the people who are and the right, who will be happy to take and Pusa. Chawai, I need to get the Yava who be. Chawai will be like Sabi. You get my prayer in Naru. Yadi is out of Halloween. Navadi can be your Indian Messiah. Happy you and my shade of your not. All I do more than educated. He's better than yes, I that is an you did have to something to go in. What's something they get you something, they get you something you will look at in house of man. As a man, I don't know, as I'm getting some of the so that they have to come on the day. No? As a man, we got a lot of leadership. So one day, I will see I will not see you. She very happy to see you from you. Seeing her day, Yaya, and I say, okay, so everybody, Namini, Ari, put in a day. I never get a banana, Ayana, Hamala. And I find that the Jima, Ayana, so everybody can hear Ari, Nadishi. Roboran, maybe so that. So I do it, I guess, and they will do that, we will do that. I'm not going to see that over to do that. So you do that. And then here we will do that. So I do something. I have to do that. I was teaching this man. A lucky scenario solution. So you might need to go like to be outlined. That's what I'm pushing at. One is here, that is one. He does not take a night of Asia to one. Who they are, who are good, they are my business. Looking like I don't think about it. And I think it's a I need to write. I need to be a so that's all I'm doing. Now, I another day, you know, seeing how I don't see how I I don't see how you have to go to the young. Who are seeing how you desire to be young, you are there to be young, so you get one. He
မဏဉာဏ်ဘုလိုမျိုးစိတ်ကကိုယ်ပဲကိုယ်လေးများတယ်ဥပ္ပဇောသူတွေများတယ်အကျိုးပေါ်တဲ့ဝါဆောင်သူတွေများတယ်နောက်ဆုံးမှာဘုရားတော်ကိုလိုတဲ့ကိုယ်များတယ်ဆိုတော့သစီငါတာတက်တယ်ဆိုလို့ရှိရင်အဲ့ဒီကဝါတာရတယ်ယုံနာကြီးကိုစီပါတော့မှာလေယုံနာကြီးကိုစီပါတော့မှာအကဲကိုဒီရောထောက်ထားမှာတော့မှာလေဆိုပြီးဟုတ်လားအခုလူကြီးမှာလည်းစဉ်းစားကြည့်ပါစီဝဲရဲ့ပတ်သက်လို့ရှိရင်စိုက်ပျိုးရတဲ့တောရွာကြီးတောတွေကနေတဲ့ပုဂ္ဂိုလ်တွေပြိုးရည်ရိုးတွေကိုကိုယ်ပြောတာပြောပါတောတွေဉာဏ်သားတွေရှင်းရလာပြီဆိုရင်ရိုးရလို့လည်းရှင်းရမှာပဲမှန်ပါဗျာဒီတောမှာနေတဲ့ပုဂ္ဂိုလ်တွေကစိုက်ပျိုးလို့ဒီနိုင်အောင်လို့ပြိုးလာပြီဆိုရင်ရိုးမှာပြိုးအဲ့ဒီလိုသူ့ရဲ့ဆက်ဆက်ပြီးနေတဲ့ဘောပြောတာလေဒါကတရားတော်ဘာသာကြအဲဒီအမှန်ပြောတာဒီကျတဲ့အခါပြောတာအဲဒါကိုဓာတ်ကြီးစီကားလို့ရတယ်လူကြီးမှာဘုလိုလုံးတဲ့ပုဂ္ဂိုလ်တွေကြားလို့ဆိုတာအဲ့ဒါလည်းအရေးကြီးတယ်လို့ပြောတာနော်မှန်ပါဗျာအဲဒီဉာဏ်နဲ့ပါအစည်းအဝေးမှာယရပါညာနဲ့အစည်းအဝေးပြင်ပြလိုက်လူကြီးမှာလည်းဥပ္ပဆောင်တဲ့လူကလည်းခဏနေတယ်အဲ့ဒါလည်းဥပ္ပဆောင်လုပ်ရည်ရဲ့ခဏနေတရားတော်ရဲ့လူကြီးတဲ့ပေါ့ဒီလိုအဖြစ်ရထွက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီကလူပြောတာဆိုရင်လူနာကြီးရောစီကားတော့ပေါ့ပါဘူးအပေရဲ့အော်ဒီစီကားတော့လူနာကြီးရောချောချောကက်ကက်ပြေတော့မှာပဲစိတ်မကောင်းဖြစ်ရတယ်အဲ့တော့ဘာလဲလူပဲဖြစ်ဖြစ်ညာပဲဖြစ်ဖြစ်ကိုယ်နေတဲ့နေရာစီကားဖြစ်နေတာမှန်ပါပါအခုဘူဆယ်ရဲ့ဒီလိုပဲဒီလိုပဲဒီတော့ဘူဆယ်ကြီးကညာနေကြီးကိုစီကားနေတာစီကားပါဗျာစီကားကြီးဖြစ်ပြီးညာနေကြီးကိုစီကားနေဟောပါလေကြာရဲ့ဖြစ်ဒီကုတဲ့လူဆက်ဆက်ပြီးဆက်ဆက်နေပြီးကြတယ်ဆိုင်ရာအကြောင်းများလုံးဝပေါင်းပြီးနားအရေးကြီးအဲ့ဒါလို့နားပြည်မှာအစီအခံတက်လာတဲ့တရားမင်းကြီးကအိမ်ကိုပြောတယ်ဟုတ်လားလူကြီးကအစီအခံတက်လာပြီးဘာသာရေးပြည်ညာတရားမင်းကြီးအာအိမ်ကိုပြောတယ်မာလို့တရားချင်းချင်းလို့ရှိရင်ဒီလိုပုဂ္ဂိုလ်တွေမှာဥပ္ပဆောင်ညာနဲ့ပြောတာနော်မာလို့တရားချင်းစီးနေအနာရည်ရတယ်ဆိုလို့ရှိရင်မာလို့ဘုရားကြီးတဲ့တရားနာမည်ဖြစ်ချက်တွေဆိုလို့ရှိရင်ပုဂ္ဂိုလ်တွေမှာဥပ္ပဆောင်ညာအဲ့ဒီပုဂ္ဂိုလ်မှာဥပ္ပဆောင်ဆိုတဲ့ညာပုဂ္ဂိုလ်ကဘယ်နဲ့ရှိတယ်ဆိုလို့ရှိရင်အခုညမာကြီးမှာသတ်မှတ်တာကိုဘယ်ရှိသလား၄ရက်ပါဗျာတလား၄ရက်ရှိနော်တလား၄ရက်တဲ့ဆိုတော့ဒါရဲ့တစ်ချိန်လုံးကတလားကို၈တဲ့ရှိတယ်ဥပ္ပရှိရှိအခုပြန်လျှော့လိုက်ရတာများ၄ခုပဲနော်ဒီဥပမာလို့ရှိရင်တလားကတော့ဘုရားလမ်းကြီးရှိတော့ကျန်တာပြီးတော့လျှော့လိုက်ရတယ်နော်နောက်ကြရင်တစ်နှစ်မှာဥပ္ပဒါဖြစ်တော့အဲ့တော့ရှင်းမှာစာရမှာဥပ္ပကတလားရှိရရှိရကဘယ်လိုကြရအောင်ဆိုလို့ရှိရင်အရနာရဲ့အဘိဓမ္မာရဲ့အဲ့ဒါကိုခေါင်းရဲ့ကိုရှိရကိုဆက်ရဲ့ဆက်ရရဲ့အဲ့တော့ဘာရဲ့ခေါင်းရဲ့ရှိရဆက်ရဲ့ဆက်ရရဲ့ဒီလိုပုဂ္ဂိုလ်ရဲ့အားရဲ့ရှိရဲ့ဆက်ရဲ့ဆက်ရရဲ့ဒီလေးရဲ့အားအားဒီလေးရဲ့လာတဲ့ဘက်ကလည်းဒီလေးရဲ့ဆိုတာအားရှိအဲ့ဒါကိုဒီကပြောတာလို့ရှိရင်လက်ဆောင်တရားလက်ချက်နောက်ပိုင်းမှာပုဂ္ဂိုလ်ရဲ့တရားတွေ
အဲ့တော့ရှိရမှာတရားဝဲလို့ရတယ်ဆိုတော့တရားဝဲနေနဲ့ကျေးလို့ဆိုတရားဝဲပုံလုံးအောင်လာလာငါးရဲ့အခုတည်းခဲ့တာလာလာငါးရဲ့အခုတည်းခဲ့တယ်လာလာခေါင်းရှိရလို့အခုတည်းခဲ့တယ်ဆယ်ရဲ့ကိုအခုတည်းခဲ့တယ်ဆယ်နာရဲ့ကိုအခုတည်းခဲ့တယ်အားလုံးရဲ့ဟောအလားတူရှိတယ်ဖြစ်လို့တော့အဲ့ဒါလာလာငါးကိုမရဘူးအခုတော့ဒီတရားကြီးပြောတဲ့နေရာမှာအဲ့ဒါမပါဘူးဒါသာရှိရဲ့ဒါလို့ရှိရဲ့ဆယ်လေးရဲ့ဆယ်နာရဲ့ဥပ္ပယေရဲ့ဒီကလေးရှိအဲ့ဒီဒီကလေးကဥပ္ပခါမှာဒါရကတော့ပါဠိပါဠိရဲ့ဘက်ကဒီကဆောက်တဲ့ဥပ္ပယေရှိဒီကဆောက်တဲ့ဥပ္ပယေဒီကလေးကတော့ဒီကပြရမယ်ပြင်တော့နော်အဲ့ဒီလိုလည်းပါဠိအားရဘက်ကဥပ္ပယေရဲ့ကိုပြောတာဘာလဲတော့ဘာလို့တော့ဥပ္ပဆောင်မရှိပါဠိအားရဘက်ကဥပ္ပဟုတ်တယ်တော့ပါဠိကိုဘုန်းကြီးတို့လည်းကတချို့ဘာလဲကလာပြီးတော့ဒါကြီးတွေမကြီးတွေဥပ္ပဆောင်ပြကြတွေ့တွေ့တော့ပါဠိကိုဥပ္ပဆောင်တယ်အဲ့ဒါကိုပါဠိအားရဘက်ကဥပ္ပနောက်တော့ဘယ်လိုမဆောင်နိုင်ဘူးဆိုလို့ရှိရင်ဒီလိုပါဠိရောတဲ့ရင်ကနေစပြီးတော့သာဝလာကြီးဒီကလာကိုဆိုတယ်အဲ့ဒါရှင်းပြလို့တဲ့စောင့်ရရှိတဲ့ပုံရိပ်တွေပဲတရားကြီးကဘယ်လိုပြောရဲတာအလရှိရဲ့လာလို့ရှိရဲ့စရိရဲ့ဆံကားရဲ့ဆိုတဲ့ဒီလိုရဲ့ပြပါအားလုံးတရားဖြစ်ခြင်းကြီးဆိုလို့ရှိရင်ဘုရားများအားရရရဘက်ကလို့ဆိုရင်ဝိုင်းလာရတဲ့ဘုရားများလက်တွေကိုယုံကြည်လို့ပြောအဲ့ဒီမျိုးပြောတဲ့စကားကိုရသော်ရကဝိပန်ရဲ့အသိမှရှိဒါကလည်းမှတ်သားဆက်တာရသော်ရကဝိပန်ရဲ့ပြောတရားကြီးပြောတဲ့ကမပြည့်စုံဘူးဒါကြောင့်တရားကြီးပြောတာမပြည့်စုံတဲ့စကားဖြစ်ပြီးပဲမှာသူပြောတဲ့စကားမှန်တယ်ပြည့်စုံတဲ့စကားမဟုတ်ဘူးလေတကယ်တော့ပြောရတဲ့ပုဂ္ဂိုလ်ကသူလည်းဆိုရင်ဉာဏ်နာပုဂ္ဂိုလ်ကပြောရတဲ့စကားငါတို့ဉာဏ်နာဖြစ်ရှင်ဖြစ်ကိုယ်ဆောင်တယ်ပြောရမှာအဲ့ဒီလိုတော့တရားကြီးပြောတဲ့ကတရားဖြစ်နိုင်တဲ့ဘောင်းတွေဥပ္ပကတူတူလေးလေးတွေကြားလာနေတယ်။ဘောင်းဘူးလေးဉာဏ်နာကြောင့်ဖြစ်နေတာ။နော်။အဲ့တော့ဘုရားကကိုဉာဏ်နာဖြစ်နေတော့ဟုတ်တာပေါ့။ဉာဏ်နာဆိုတာသူ့နဲ့အတန်းကြီးကိုယ်ဆောင်တဲ့ကိုယ်ကသူ့တဲ့အားရ။ဒီဉာဏ်နာကိုဆိုတာရတာမစားဘူးကိုယ်ဆောင်တဲ့ကိုယ်ရတာစား။အဲ့ဒီအချက်တွေကိုဉာဏ်နာနဲ့ပြုအောင်ကျင့်တဲ့အချက်တွေဖြစ်တယ်။ဟုတ်ပါဗျာ။လက်စောတရားကိုလည်းဝိတာကိုပေါ်လာတာမှာအဲ့ဒီစင်ရမယ်စင်ရလို့ဒီရှောက်တဲ့ကိုယ်ကအမှန်မှန်လာလို့ကြည့်တယ်ဒီလိုပေါ်လာတယ်။အဲ့တော့ဒီစတိမာနတာပေါ်မှာဆိုလို့ရှိရင်လူကြီးကလည်းယူပြီးတော့ဓာတ်တွေအစီအခံတာပြင်းနေဆိုတာစာထဲမှာပါဖြစ်တယ်။ဒါကြောင့်အခုလိုအစီအခံတာပြင်ရတာဓာတ်တွေကဘာလို့လူတွေကြောင့်တော့သိနေရတာလို့လူတွေကုသိုလ်ကောင်းမှုညာညာပြောမှဓာတ်တွေမှာစီကားမှဖြစ်တယ်။ဓာတ်တွေစီကားလူတွေကိုကုသိုလ်လုပ်တာကိုသူကအများကြီးပြောကြတယ်။အဲဒါကုသိုလ်ကောင်းမှုတော့မှဒီမှာလည်းဒီကွာတန်ဖိုးရှိတဲ့ဒီကွာအကယ်၍ကုသိုလ်ကောင်းမှုလုပ်တဲ့ဒီကွာတဲ့ကုသိုလ်မှာကိလေသာဆိုလို့မှနိုင်တဲ့ဘဝတည်းဆုံးသတ်ပါပြီဆိုလို့ရှိရင်လူကြီးကိုခဏလာပြီးတော့နောက်ဆုံးပြန်ရောက်လာတယ်ဒီလိုပဲပေါ့အဲ့လိုဓာတ်ရည်ဆိုတာမရောက်နိုင်ဘူးအပေကမရောက်ဘူးလူတွေအစစ်နေတဲ့အစီရောက်တော့ဆင်းရဲတာခံတာအဲ့တော့ဓာတ်ရည်ဆိုတာက
ယုတ်ပါလို့မှာမှန်တယ်သူရှိခြေသားရမ်းတယ်ဟုတ်တယ်ဒီလိုမှသိက္ခာကောင်းရတယ်အခုချိန်တကယ်ကိုခွင့်ကောင်းခန္ဓာတော်ကြီးရတာလူဖြစ်တဲ့ခွင့်ကောင်းကြီးဆိုရတာငရဲပုံမှာဆိုလို့ရှိရင်မျက်စိကမြင်တဲ့မြင်ဝင်မှများ60ရာခိုင်နှုန်းနားကကြားရတဲ့အတန်တွေကလည်းစူးစူးဝါးဝါးရှိတယ်နှာခေါင်းကနားရတဲ့အတန်တွေကလည်းစူးစူးဝါးဝါးနေတယ်လျှာနဲ့ရတာနားရတဲ့အရာတွေကလည်းတစ်ခုမှမကောင်းဘူးခန္ဓာကိုယ်ရဲ့အဖြစ်တွေကတက်တာမရှိမှမရှိဘူးလေစိတ်ထဲကစိတ်ကူးတာလည်းကောင်းလို့ဆိုတာတစ်ခုမှမရှိဘူးမျက်စိကလျှာကိုယ်စိတ်နဲ့ရတဲ့လည်းအားရည်ဆွေးကြည့်တယ်အဲ့တော့ဆိုးနေတဲ့ရေကိုကြားရတဲ့သူ့ကိုဘယ်လိုလုပ်ပြီးတော့တော်ကိုကျေဒီလားဆောက်ကြည့်လို့ဘာဝနာပေါ်ပြီးဘာမှအလုပ်ကိုဖြစ်နိုင်မှာဖြစ်နိုင်ပါဘူးဗျာဒီဒါကြောင့်ပြည့်ချင်ဒီဘဝကိုကြီးရဲ့ရေစီကကောင်းတာလည်းမြင်ရတယ်နားလည်းကောင်းတယ်အနားလည်းကြားရတယ်အကောင်းပါလေအောင်းတဲ့အနားလေးမြင်ရတယ်တရားလည်းကောင်းတဲ့အရာတွေခံစားရတယ်ခံရလို့ကြည့်တွေ့ရတယ်သက်သာတဲ့ကြည့်တွေ့နေတဲ့ခံစားရရတယ်စိတ်ကူးစိတ်ကနေမှလည်းကောင်းတဲ့အရာတွေတစ်စိတ်တိုင်းရှိပြီးတော့နေတာခွင့်ရည်ကအမှန်ကောင်းတယ်ဒီရရှိထားတဲ့ခွင့်ရည်ကိုလည်းဆုံးရှုံးခြင်းမရှိနေပဲအခုပြောခဲ့တဲ့နတ်တွေစုံစမ်းတဲ့ဥပဒေအောက်ခြေဆိုလူတိုင်းလူတိုင်းအမေရှိတဲ့အတွက်ပုံပြီးပါမှာဝိရိယရှိတဲ့အတွက်ဒီပါဒနာကိုသူ့ကိုစေရရတဲ့ပုံရိပ်တွေကတော့အနာဂတ်မှာတော့ဒီလိုဆိုသူ့ကိုစီတာကိုပဲတရားနာဖို့ဥပဒေကဆောင်ပြီးကျိုးပုံနဲ့ဝါဆောင်ပြီးဘုလိုကောင်းမှန်ညာအဲ့ဒါလည်းဒီလိုဒီလိုလုပ်ပါမလုပ်တတ်ကြပါဘူးရှားခဲ့တဲ့ဒီလိုဥပမာကြီးရတယ်တို့တယ်ဒီဘုံဘောကနေဒီရဲ့အစစ်အမြင်ကရှားရှိသွားဖြစ်ဒီလမ်းကြောင်းကိုမြတ်စွာဘုရားရဲ့ဘုရားဟောတာဒီလိုဟောတာသူများစီကအစဉ်ကြားပြီးတော့ဟောတာလည်းဟုတ်မြတ်စွာဘုရားပြောတယ်တရားရှင်ညာပစ္စည်းကတော့ဟောပြီးကိုယ်တိုင်သိပြီးတော့ဟောတဲ့တရားတွေဖြစ်တယ်ဒါကြောင့်ဘုရားဆက်ချတယ်မြတ်စွာဘုရားကလည်းတရားနဲ့အကျဉ်းချုပ်ကိုအားထုတ်ရမယ်ဆိုလို့ရှိရင်ဒီလိုရရှိထားတဲ့လူ့ဘဝရဲ့တန်ဖိုးဒါမှကြီးမားပြီးကြီးရဲ့တန်ဖိုးကြီးမားတဲ့ကုသိုလ်တော်ကိုရရှိတော့ဆောင်ရနိုင်ဖြစ်တယ်လို့ကိုကြီးတော်ကြားလက်တွေစုံစမ်းတဲ့ဒီလိုရဲ့တရင်ရဲ့တရင်ကောင်းကြီးဉာဏ်ရရအောင်အချင်းချင်းပြီးတော့ကိုယ်တိုင်လည်းပြုစားကိုယ်ပါဝင်ကိုလည်းတိုက်တွန်းဖို့ဒီလိုကောင်းကြီးအချင်းချင်းလည်းပဲပြီးတော့ဟောရအောင်ရောကုသိုလ်တော်ကိုပြုစားအားထုတ်နိုင်ရတာလို့တည်း
Ye ya ko ni yu ni ma su ba mu a ni da da hu ya yu ba wi hu la ni ya ni she yu ma so ya ji ya a ri na ni me o do ru ya zo ka wa wi a da da ni ya shi se ni ni se ya wi ko ye a ni de na Tuka ke ya se na ba ri ya ji a ya ko ni sa sa ni ka yu do ku ka ja ni Ola ya ma ka shi yu ko ru ni le ji yu ga ri yo ku we ya ko shi Tuka ya ri a ni ye yo she ni ya ni yu do na ri a wa